ဒီနေ့ကတော့အလုပ်တစ်ခုကနေတစ်ခုပြောင်းအားနေတော့မီးရှည်ရေတောက်ကလေးလှစားပါမယ်ခွမီးရှည်ပြုတ်ထားတာပေါ့နော်ဟင်းအနှစ်ကတော့ချက်ထားပြီးသားဒါရှမ်းခောက်ဆွဲနှစ်ပေါ့နော်ဘဲငပီးနဲ့ဝတ်သားနဲ့ချက်ထားခရမ်းချစ်တီးနဲ့ချက်ထားဒါကတော့ဆိုဆိုပြုတ်ထားတဲ့ခောက်ဆွဲတွေကိုရေအေးနဲ့ဆေးလိုက်တယ်ပေါ့နော်ပြီးရင်ဒီခွက်ထဲမှာပဲအနှစ်ချက်မယ်ဒါကတော့ငွေသီးမုတ်မလာနည်းနည်းပါတယ်ဒါကစက်သားမုတ်ပေါ့နော်ပြီးရင်ဒီအနှစ်ကိုထည့်ပြီးတော့ဒီနေ့ကတော့အတုပ်မစားချင်တော့အရီတောက်ကလေးလှုပ်စားမယ်ပေါ့နော်အဲ့တော့ပွဲပြင်လာပြီပေါ့နော်ဆိုတော့ဘဲငပီးအနှစ်ရယ်နောက်ပြီးတော့စက်သွမိတ်ထည့်တယ်စက်သွဖြူချော်ထည့်တယ်ပြီးတော့ဒါအမဲသလုံးဆိုတော့အမဲအသားလုံးကိုနှစ်ပိုင်းပိုင်းလာပေါ့နော်ပြီးရင်ရေနွေးထည့်မှဖြစ်ပါတယ်အော်ဒါတော့ရေနွေးထည့်ပြီးရဲ့အခြေအနေပေါ့နော်ပြီးတော့ကျွန်မအချင်ကြိုက်လို့တမယာရေလေးညှစ်လိုက်တယ်ပြီးရင်တော့ဒီမှာကိုချက်ကိုကောင်းမီးရှည်ပြုတ်ကလေးရပါပြီရှင်တမယာဒီအချမ်းသိမ့်မချင်လို့ထက်ညှင်ရအစတော့ကြိုက်ရင်ထက်ထည့်ပေါ့နော်ခေါ်ကိုမကြိုက်တော့ထမထဲတော့ဒီလောက်ပဲ